ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုထားတာကိုကဖះကိုကိုးကွယ်ရလို့အတိမပြုပါတယ်ဖះကိုကိုးကွယ်တယ်လို့ဆိုတာဘာအတွက်ကိုးကွယ်တာတုံးလို့သေချာကြည့်မယ်စီးပွားတိုးတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးဖះကိုးကွယ်တာများသောအားဖြင့်တချို့ကစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာအဲ့ဒီလိုစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာဟာသိပ်ပြီးတော့အစစ်မမြင့်မိယိုးဖလားကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးအနှစ်သာရအားဖြင့်ကိုးကွယ်ရမယ်ဆိုလို့ရှိရင်လောကရဲ့သဘာဝအမှန်တရားကိုသိဖို့အတွက်ကိုးကွယ်တာဘဝခရီးကိုရှောက်လန်းတဲ့အခါမြတ်စွာဘုရားတရားအတိုင်းဘုရားဟောပြောဆုံးမတဲ့လမ်းအတိုင်းရှောက်ပါမယ်မြတ်စွာဘုရားကိုလမ်းညွှန်ချက်အတိုင်းယုံကြည်တယ်မြတ်နိုးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုးကွယ်